အားလုံးပဲမင်္ဂလာပါရှင်အားလုံးပဲမင်္ဂလာပါเนาะအကောက်ကလေးကို follow လေးနှိပ်သွားပေးပါ like လက်မလေးတွေပေးသွားပေးပါ share ပြောပေးပါเนาะအကောက်ကလေး follow လေးနှိပ်သွားပေးပါရှင်เนาะ share သွားပေးပါရှင်အားလုံးပဲเนาะဒါဒီအကောက်ကအစ်စ်ပါညီမမှာအစ်စ်အဟောင်းရှိတယ်เนาะအဟောင်းကညာတိုင်း8နာရီဆို live လွှင့်နေเนาะ2D မေးဤပါပဲရှင်ဒီဘက်က friend နေเนาะဘာလေးပြောချင်လဲဆိုမနက်ဖြန်ကို17ရက်6လ2026မနက်ညကို live ဖြစ်အောင် live ပါ live ဖြစ်အောင် live ပါရှင်9ပတ်သီးเนาะ9ပတ်သီးပါ9ပတ်သီးမှာဘာလဲဆိုလို့ရှိရင်15ရေ59ရေအထူးမိန်15ရေ59ရေအထူးမိန်เนาะအထူးမိန်25ရေ24ရေ4ခွန်ရေ48ကေကအရန်เนาะ25ရေ24ရေ4ခွန်ရေ48ကေကအရန်เนาะ15ရေ50ခွန်ရေ58ရေ58ရေခုနှစ်ကွက်ဖြစ်သွားမယ်เนาะ58ရေ15ခွန်58အဲ့ဒါမိန်းပါရှင်မိန်းပါရှင်เนาะ15ရေ50ခွန်ရေ58ရေကအထူးမိန်းမ9ပတ်သီးပါမနက်ဖြန်17ရက်5လ17ရက်6လ2026 17ရက်เนาะကြာတပည့်နေ့17ရက်6လ2026အတွက်ပါရှင်เนาะအဖွဲ့ဝင်ကျင်နေဆိုလို့ရှိရင်เนาะ Viber ဖုန်းနံပါတ်3993114334ကိုခိုင်းပြီးတော့မန်ပါကြီးတပတ်စာလုံးပတ်တိတစ်လုံးထွင်တစ်လုံးချပြတစ်လုံးထွင်တစ်လုံးချပြတစ်လုံးထွင်တစ်လုံးချပြတဲ့ main ကွက်တွေပြီးတဲ့အထူးအောက်ကွက်တွေပြီးတဲ့အနီးကွက်တစ်ကွက်ကောင်းနှစ်ကွက်ကောင်းပြီးတယ်ဒီနေ့လဲကျမလူတွေအနီးကက်မနက်ကပြန်ကြ96ရသွားကြတယ်เนาะမိသားစုဝင်နေအရင်တော့ဝင်ထားတဲ့လူဟောင်းတွေရောရှိသမျှလူတွေရောเนาะအကုန်လုံးကိုပို့ပေးတာเนาะအကုန်လုံးပို့ပေးတာမနက်ကလုံးဝအောင်သွားတယ်ဒီညနေလဲ64ကိုပေးထားတာ99နဲ့ရိုက်သွားတာခံရပါတယ်ရှင်เนาะပတ်သီးတွေလည်းအောင်တယ်မိန်ကွက်တွေလည်းအောင်တယ်เนาะကျမရှိမှလက်တွဲကြည့်ပါအားလုံးကျေးဇူးတင်ပါတယ်မနက်ဖြန်နေကုန်လိုက်ပါ9ပတ်သီးနေကုန်လိုက်ပါအရန်ကိုခိုင်ပြီးအရန်ကိုကောင်းပါတယ်ရှင်ကျေးဇူးထူးတင်ပါတယ်ဖွဲ့ဝင်ခြင်းနဲ့ဆိုရင်တော့တပတ်စာလုံးကို2000ကျပ်ပါเนาะ2000ကျပ်ပါကျေးဇူးတင်ပါတယ်3998311434 Viber ကိုဟိုင်းပါရှင်ကျေးဇူးတင်ပါတယ်